င်္ဂလာပါဦးကြီးတို့ရေယနေ့ပြောပြမယ့်ခေါင်းစဉ်လေးကတော့ဘာများပါလဲ မပဲနဲ့ပဲရီစိမ့်ဆိုင်နေတဲ့တောင်သူကြီးတို့အမြဲကြုံတွေ့နေရတဲ့လှေပြဿနာပဲပေါ့ ဒီမပဲဒီစိန်ခင်းတွေမှာလှေပိုးတွေကြောက်ပြီးဆိုရင်ခေါင်းညွန့်များတေးခြင်းပန်းမွင့်များရေဆူရင်နာကွက်ဖြစ်လာခြင်းတွေနဲ့အယောင်ပြောင်းလာပြီးပုံတရံမမှန်ခြင်းတို့ကိုဖြစ်ပေါ်စေပါတယ် ဒါရင်မကပါဘူးအရွက်တွေကုတ်နေတာကိုလည်းတွေ့ရအောင်ပါပါ သူ့ရဲ့ကြောက်စရာအကောင်းဆုံးကတော့ပြိုးပင်ပေါင်းမှာခူးဆွတ်ရိတ်သိမ်းချိန်အထိတစ်လျှောက်လုံးကြောက်နိုင်တာဖြစ်ပါတယ် ဒီလိုဆိုရင်တော့အပင်တက်တန်းတစ်ချောင်းလုံးဦးကြီးတို့ဂယုဆိုင်နေမှရမယ်နော် ဟုတ်တာပေါ့ဒီလောက်ဆိုလှေပိုးရဲ့လက္ခဏာနဲ့ကြောက်တဲ့ပုံတွေကိုသိပြီဆိုတော့ကာကွယ်နှိမ်နှင်းရမယ့်ပုံစံလေးတွေကိုပြောပြပေးလိုက်ရအောင်နော် ဟုတ်ကဲ့ပါကာကွယ်ဖို့ဆိုရင်တော့ပေါင်းမြတ်များကိုရှင်းလင်းပါပင်ကျွင်းပင်ကြံများကိုမီးရှို့ဖျက်ဆီးပါ ဒါအပြင်မြန်မာကောင်းဒုက္ခမှာထုတ်လုပ်ထားတဲ့လှေပိုးအထူးနှိမ်နှင်းဆေးဖြစ်တဲ့ဒိုမီနိုဆေးကိုရေ၄ဂါလန်နဲ့တွင်ဟင်းစားစုံ2စုံရောဆက်ပတ်ဖြန်းခြင်းဖြင့်ကာကွယ်နိုင်ကြောင်းလည်းသတင်းကောင်းပါအပ်ပါတယ်ကဲဦးကြီးတို့ရဲ့မပဲပဲဒီစိန်ကင်းတွေမှာလှေပိုးကင်းစိတ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ